ပရိသတ်တွေရင်အောင်ထောက်ကြမှတ်တိုင်ကနှိပ်စက်ခံရတဲ့ကလေးလေးကိုစူးစမ်းကယ်တင်ခဲ့တဲ့ခိုင်နေဝင်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ထောက်ကြမှတ်တိုင်မှာနှိပ်စက်ခံရတဲ့ကလေးလေးရဲ့အဖြစ်ကတော့အသေးနှလုံးရှိတဲ့လူတိုင်းသနာမိမှာအသေးချပါပဲဘာပြင်းမှမရှိသလိုဘာမှမသိသေးတဲ့3နှစ်ကျော်အရွယ်ကလေးလေးကညီမလေးကိုတေချာမကြည့်လို့ဆိုပြီးမိခင်ဖြစ်သူရဲ့တဲကြီးမဲကြီးရိုက်နေတာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်ကလေးငယ်လေးကတော့အသက်3နှစ်ကျော်သာရှိသေးပေမဲ့မိခင်ဖြစ်သူနဲ့အတူလောကရန်ကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဘဝရဲ့အခက်အခဲတွေနဲ့ငယ်ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းဝင်မရခဲ့သလိုနေပူကျဲထဲမှာအငယ်လေးကိုထိန်ရင်တောင်းရန်ခဲ့ရတဲ့အထီးပါပဲ။ကလေးကကလေးကိုထိန်ရင်ကနေတစ်နှစ်ကျော်အရွယ်ကလေးပျောက်သွားလို့ဆိုပြီးမိခင်ဖြစ်သူရဲ့ရိုင်းနှံနှိပ်စက်တာကိုခန်းစားခဲ့ရတာမြင်သူတိုင်းစိတ်မချမ်းသာခဲ့ရတဲ့အဖြစ်ပါ။ကိုသွေးသားမဟုတ်ပြီမဲ့ဒီကလေးငယ်လေးကိုအဲ့လောက်ရိုက်စီရလားဆိုပြီးပြည်သူတွေကဒေါသထွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သူအများအပြားကတော့အနှိမ့်ဆက်ခံရတဲ့ကလေးလေးရဲ့ပုံစံကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရသလိုကလေးကိုကယ်တင်မိဖို့ကလေးတွေရဲ့မိမိမခိုင်နေဝေစီမှာအကူအညီတောင်းခံခဲ့ကြတာလည်းဖြစ်ပါတယ်။မခိုင်နေဝေကတော့ကလေးတွေတစ်ဖက်ငလျင်ပေးတဲ့ပြည်သူတွေကိုကူညီနေတာတစ်ဖက်နဲ့မအားလနိုင်အောင်ဖြစ်နေပြီမဲ့နှိမ့်ဆက်ခံရတဲ့ကလေးငယ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရသလိုအမြန်ကယ်တင်နိုင်အောင်လုံးပန်းနေကြတာလည်းဖြစ်ပါတယ်။အကြောင်းအရာမျိုးစုံကြောင့်မအားလက်ခဲ့တဲ့မခိုင်နေဝေကတော့အခုဆိုရင်ကလေးကိုကယ်တင်နေပြီလည်းဖြစ်ပါတယ်။သူကတော့သွားရောက်ချိန်မှာအကြောင်းရင်းစုံစမ်းပြီးမိခင်ကိုအေးအေးယူမယ်ကလေးကိုမွေးမြူဆောင်ရှောက်မယ်ဆိုပြီးတွေးခဲ့တာပါမိဘဆိုတာကစုံမလို့ရပြီမယ်အရန်နာကျင်အောင်နှိပ်စက်ခွင့်မရှိသလိုနှိပ်စက်လို့လည်းမရဘူးဆိုတာကိုအဲ့ဒီအမျိုးသမီးကိုသိစေချင်တာလည်းပါပါတယ်မိမိခိုင်ကတော့အစပိုင်းမှာကလေးကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့သွားခဲ့ပြီမယ်ရောက်သွားချိန်မှာတော့အဖြစ်အပျက်တွေကိုနားထောင်ပြီးသားမီးနှစ်ယောက်စလုံးကိုကယ်တင်ပေးလိုက်ပြီးလည်းဖြစ်ပါတယ်မိမိခိုင်ကတော့ကလေးရဲ့မိခင်နဲ့စကားပြောကြည့်ချိန်မှာကလေးပေါ်မှာထားတဲ့မိခင်ဖြစ်သူရဲ့စိတ်ကိုမြင်တွေ့ခဲ့ရတာမို့အခုလိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ကလေးအမေဆိုသူကအခုမှအသက်28နှစ်အရွယ်သားရှိသေးတာပါ။အိမ်အောင်ကွယ်တယောက်ဖြစ်ပြီးမြနောက်အိမ်အောင်မပြူပဲကလေးတွေနဲ့အတူရုန်းကန်ပြီးနေထိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘလောက်ပဲခက်ခဲနေပါစေကလေးတွေနဲ့မခွဲနိုင်တဲ့စိတ်နဲ့အဆင်ပြေသလိုနေထိုင်စားတောက်ခဲ့တာပါ။အခုလေကလေးအပေါ်မှာလက်ပါမိတာပျောက်သွားတဲ့အငယ်လေးကမိန်းကလေးမို့မတော်တရောတစ်ခုခုဖြစ်သွားမှဆိုတဲ့စိတ်နဲ့လှုပ်လိုက်မိတာလို့ဆိုပါတယ်။အငယ်မလေးစောနဲ့ရိုက်လိုက်မိတာဆိုပြီးဝန်ခံခဲ့တယ်လို့နောက်တစ်ခါဆိုတော့မဖြစ်အောင်နေပါမယ်ဆိုပြီးဂတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။မိမိခိုင်ကတော့ကလေးအမေရဲ့ပြောစကားတွေအဖြစ်တွေနားထောင်ရင်ကလေးကိုမွေးစားမယ့်အစီအစဉ်ကိုဆွန့်လွတ်လိုက်ပါပြီ။ကလေးအမေဖြစ်သူကကလေးနဲ့သားခွဲရရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုပြီးတောင်းပန်နေခဲ့တာမို့သူအနေနဲ့သားမီးနှစ်ယောက်စလုံးကိုကယ်တင်ပေးဖို့ဆုံးဖြတ်လိုက်ပြီးလည်းဖြစ်ပါတယ်။မိမိခိုင်ကတော့သားမီးနှစ်ယောက်ကိုသူရဲ့လက်အောက်မှာထားပြီးနေစရာစားစရာပေးတဲ့အပြင်အလုပ်ပါရှာဖွေပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။မိမိခိုင်ကတော့သူ့အနာဝင်ကျင်မှာသူတို့သားမီးနှစ်ယောက်ကိုအိမ်ငှားပေးဖို့ဆုံးဖြတ်လိုက်သလိုအလုပ်ကိုင်းတစ်ခုပါပေးထားမှာပါ။တောင်းစားရဲဆိုတဲ့အရာကိုနောက်တစ်ခါထပ်မလုပ်ဖို့ကလေးတွေကိုမနှိပ်စက်ဖို့တေချာပြောဆိုခဲ့ပြီးလိမ္မာရင်ကလေးတွေကောင်းစားအောင်လုပ်ပေးမယ်ဆိုပြီးကူညီကယ်တင်ပေးလိုက်ပြီးလည်းဖြစ်ပါတယ်။မိမိခိုင်ကတော့မိခင်ဖြစ်သူလွန်မှန်းသိပေမဲ့ပြုပြင်မဲ့ဆိုတဲ့စကားနဲ့မိခင်မြတ်တာကိုပါမြင်နေရတာမို့သားမီးနှစ်ယောက်စလုံးကိုကယ်တင်ပေးဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။လောလောဆယ်မှာတော့သားမီးနှစ်ယောက်ကိုစောင့်ရှောက်ပေးထားမှဖြစ်သလိုအငယ်လေးကိုလည်းတက်နိုင်သလောက်ရှာဖွေသွားမယ်ဆိုပြီးသူ့ရဲ့အစီအစဉ်ကောင်းလေးတွေကိုပရိသတ်တွေကိုချပြလာခဲ့ပြီးလည်းဖြစ်ပါတယ်။